အင်္ဂါနေ့မနက်နပတိနဲ့နှစ်စာပေါက်ဒေရှင်ထခုံဘင်းဘီလာရှင်အင်္ဂါနေ့ညနေမအားလို့ဆီယမမတင်ဖစ်လိုက်ပါဦးရှင်အင်္ဂါညနေရှစ်ချအပူထုတ်ပါရရှင်ဆီယမပြောတာတေးချနာထောင်ပေးရင်ဆီယမပြောတာနားလည်ရင်ပေါက်ပါမယ်ရှင်ဒီတပတ်လေးဆီယမ3ရက်မကျော်ဟူးမကျော်မွေးပရိတ်ထပ်ပြီးတင်ပေးထားပါရရှင်ပေါက်စီခြင်းလို့စေရနာနဲ့တင်ပေးတာပါရှင်ထပ်ပေါက်အောင်မယ်ရှင်ဆီယမဟူးမကျော်3ရက်မကျော်မွေးပရိတ်မမိကြလေရှင်ပြီးခဲ့တဲ့အပတ်ကလည်းဆီယမမွေးပရိတ်နှစ်ခုလုံးပေါက်ခဲ့ပါတယ်ရှင်ဆီယာမကမှားရင်မှားတယ်ပြောပါတယ်ရှင်မှန်ရင်မှန်တယ်ပြောပါတယ်ရှင်ဆီယာမကနန်းမှန်ခဲ့တဲ့အပတ်တုန်းကဆိုရင်စက်တိုက်ရှိခဲ့တယ်ရှင်ဆီယာမပရိသတ်တွေသိကြပါတယ်ရှင်စေရနာနဲ့တင်နေတဲ့ဆီယာမရဲ့စေရနာကိုအတိမှတ်ပြုခဲ့ရင်အားပေးတယ်လို့ပြောခဲ့ပြီးပါရှင်မိတဲ့ရင်မွေးပရိတ်တေချာမှတ်ထားပေးပါရှင်ချင်းချင်းနိုင်တဲ့လောက်မွေးရင်ပေါက်တဲ့ခါအမျက်ကြံပြီးထခုံရမယ်ရှင်ဆီယာမနေတိုက်ပတိကလုံးနဲ့ရွေးကွက်ဆိုလဲခဏခဏပေါက်ကြတယ်ရှင်ဆီယာမပရိသတ်တွေခဏခဏထခုံရတယ်ရှင်ဒီလိုနေ့တွေရှိလို့ပဲဆီယာမကမပြတ်မကွက်စူးစမ်းနေတာမှာရှင်ဆီယာမပရိသတ်တွေရဲ့အားပေးစကားကြောင့်လဲဆီယာမအားရှိပြီးစူးစမ်းနေတာရှင်ဆီယာမရဲ့3ရက်မကျော်ဟူးမကျော်မွေးပရိတ်ဆိုလဲအပတ်တိုင်းပြတ်ပင်မရှိပေါက်ခဲ့ပါတယ်ရှင်ဆီယာမနေတိုက်ပတိတလုံးနဲ့ပတိထဲကရွေးကွက်ဆိုလဲပေါက်ခဲ့တဲ့နေ့များတယ်ရှင်ဆီယာမမွေးပရိသတ်တွေပုံရိုက်ပြီးမွေးထားကြပါရှင်အပတ်တိုင်းပေါက်ပြီးထခုံကြတာဆီယာမပရိသတ်တွေသိကြပါတယ်ရှင်ဆီယာမကနန်းအမြဲမှန်အောင်လို့ဆီယာမပရိသတ်တွေအတွက်အမြဲစူးစမ်းပေးနေပါတယ်ရှင်ဆီယာမစကားနားထောင်တဲ့ပရိသတ်တွေအပတ်တိုင်းပေါက်ပြီးတော့ခဏခဏထခုံရတယ်ရှင်ဆီယာမကိုအားပေးတယ်လို့တော့မပြောချင်ဘူးလားရှင်ဆီယာမပရိသတ်တွေရဲ့အားပေးစကားဆီယာမအတွက်ခွန်အားရှိပါတယ်ရှင်ဆီယာမပရိသတ်တွေရှိကဆီယာမဘာမှမတောင်းပါဘူးရှင်ဆီယာမကိုအားပေးတယ်လို့ပြောခဲ့ရင်ရပါပြီရှင်စေရနာအပြည့်ထားပြီးအပင်ပန်းခံပြီးရှာဖွေပြီးအမြဲစူးစမ်းပြီးတင်ပေးနေတာရှင်ပရိသတ်အစ်စ်တွေကမတိကြတော့ဆီယာမရှင်းပြပြောပြပေးတာပါရှင်ဆီယာမကိုစကားများတယ်လို့တော့မပြောကြပါနဲ့ရှင်ကနန်းကစားရင်ပေါက်ရှုံးမထစ်အောင်လို့အမျက်ကြံအောင်လို့ဆီယာမကစေရနာအပြည့်ထားပြီးတော့မတိသေးတဲ့ပရိသတ်အစ်စ်တွေကိုရှင်းပြပြောပြပေးနေတာပါရှင်ယုံကြည်မှုဆိုတာတရက်နဲ့မရပါဘူးတလနဲ့လည်းမရပါဘူးနှစ်နဲ့ချီပြီးတိဆောက်ရတာပါရှင်ဒါကြောင့်ပရိသတ်တွေကိုဆီယာမမလိမ်ဘူးမညာဘူးအမှန်အတိုင်းပဲပြောပါတယ်ဆီယာမရဲ့ချစ်ရတဲ့ပရိသတ်တွေအတွက်ဆီယာမအမြဲတမ်းကြိုးစားပေးနေပါတယ်ရှင်အမှားနည်းပြီးအမှန်များအောင်ဆီယာမအမြဲတမ်းကြိုးစားပေးနေပါတယ်ရှင်ဆီယာမကနန်းဝင်လာကြည့်ကြတဲ့ပရိသတ်တွေရှိလားရှင်ရှိရင် comment မှာအသေးလေးတွေနဲ့ဆီယာမကိုအားပေးတယ်လို့ပြောခဲ့ပေးကြပါရှင်အသက်ဝင်လာတဲ့ပရိသတ်တွေကိုလည်းကြိုးစိုးပါတယ်ရှင်အဟောင်းပရိသတ်တွေကတော့ဆီယာမနဲ့ဘလောက်ကြာလိုက်လာခဲ့လေကိုယ်တိုင်သိကြမှာပါတချို့ဆို2နှစ်3နှစ်ကျော်တော့ဆီယာမနဲ့အတူမပြတ်မကွက်လိုက်ကစားကြတာပါရှင်ဆီယာမအရန်ကိုကျေးဇူးတင်ပါတယ်တူဒီဆိုတာကအမှားလဲရှိပဲအမှန်လဲရှိပါတယ်ဘယ်သူမှအမြဲမပေါက်နိုင်ပါဘူးရှင်ဒါပေမဲ့အမှားနဲ့ပြီးအမှန်များအောင်ဆီယာမနေ့တိုင်းစူးစမ်းနေတာပါရှင်ညဘက်20နာရီထိကလင်ဒါရီကြည့်ထွက်ကနားတွေစစ်မနက်9နာရီထိစည်ရင်းပြန်စစ်ဒါတွေကိုပရိသတ်တွေမမြင်ရပေမဲ့ဆီယာမအမြဲလုပ်နေတာပါရှင်ဆီယာမကမန်ပါမခေါ်ဘူးရှင်ပတ်စံမတောင်းဘူးရှင်စေတနာနဲ့ပဲလုပ်နေတဲ့သူဖြစ်လို့ပေါက်ရင်လဲပရိသတ်နဲ့အတူပလို့မပေါက်ရင်လဲပရိသတ်နဲ့အတူစိတ်မကောင်းဖြစ်မိဒါပဲဆီယာမရဲ့စိတ်ပါရှင်ဒါကြောင့်ဒီဘက်ကိုဆီယာမအញ្ញမ်းသေးချစဉ်းစားထားပါရဲ့ရှင်နေ့တိုင်းစာရွက်နဲ့ရေးထွက်ကနန်းတွေပြန်ကြည့်ပြန်စစ်ထပ်စစ်မှားလို့မရဘူးဆိုတဲ့စိတ်နဲ့လှုပ်ထားတာပါရှင်အခုတော့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီရှင်ဒီနေ့ရဲ့အဓိကပွဲကတော့အင်္ဂါနေ့မနက်ကစားပွဲပါရှင်ဒီပွဲကိုဆီယာမအယမ်းယုံကြည်ထားပါတယ်ရှင်ဘာလို့လဲဆိုတော့ဆီယာမကနန်းဆိုင်ပေါင်းစုံကနေအပင်ပန်းခံရှာထားတာချစ်လို့အားလုံးတိုက်ပြီးမှပေးတာပါရှင်ဗုဒ္ဓဟူးမနက်ပေါက်မယ်ရှင်18ရက်2လ2026မနက်ပတ်တိကတော့3ညပတ်တီရှင်မနက်3ညပတ်တီ0ပတ်တီကစားရှင်မနက်3ညပတ်တီ0ပတ်တီစိုက်အရာထပ်ပေးရပါတယ်ရှင်မနက်ပေါက်ပတ်တီလို့ပြောလဲမမားပါဘူးရှင်ဆရာမရှာတွေ့ထားတဲ့မနက်3ညပတ်တီကစားပေါက်ပေးစေပါရှင်မနက်3ညပတ်တီထပ်ပေးမှပွဲကောင်းမယ်ရှင်ပတ်တီကစားနိုင်တဲ့ပရိသတ်တွေပတ်တီကစားပါရှင်ပတ်တီမစော့နိုင်တဲ့ပရိသတ်တွေရွေးကွက်ကစားကြပါရှင်ပတ်တီတစ်လုံးနဲ့ပဲမကစားဘူးရှင်ပတ်တီထဲကဆရာမရွေးကွက်3ကွက်ရွေးပေးထားပါတယ်ရှင်ဆရာမပြောလာတေချာလိုက်ကြည့်ကြတဲ့ပရိသတ်တွေသဘောပေါက်နားလည်ရင်ဆရာမကနန်းကစားတဲ့အခါပေါက်ပြီးထားခုံရမယ်ရှင်ရွေးကွက်3ကွက်ပြောပြီးရှင်တေချာနားထောင်ပေးပါရှင်ဗုဒ္ဓဟူးနေ့မနက်
18နှစ်2026တုံညပတိထဲရွေးခွက်3ခွက်ပါရှင်တုံည6တုံည9တုံည1ဆီယာမရှင်းအောင်ရွေးခွက်3ခွက်ထပ်ပြီးပြောပြပါမယ်ရှင်တုံည6 06တုံည9 09တုံည1 01 06 09 01ဒီ3ခွက်ကိုဆီယာမအကြိုက်စူးစမ်းပြီးရွေးထားတဲ့ရွေးခွက်ပါရှင်ပတိပေါက်ပြီးဆိုဆီယာမရွေးခွက်ထုံးခွက်လဲပေါက်တာများခဲ့ပါတယ်ရှင်ဆီယာမပရိသတ်တွေကိုဆီယာမတစ်ခုပဲပြောချင်ပါတယ်မလောပါနဲ့အလင်မဖြတ်ပါနဲ့ဒူးဒီကစားတဲ့အခါနိုင်တလောက်ချင်းချင်းပြီးကစားကြပါရှင်နိုင်နဲ့ဝန်ထမ်းပြီးကစားကြပါရှင်ဆီယာမအကြိုက်တစ်ကွက်ကောင်းပြောပါမယ်ရှင်ဆီယာမအကြိုက်တစ်ကွက်ကောင်းဆို38 08 08တကွက်ကောင်းလဲပေါက်ပေးစေပါရှင်ဒါဆိုအပတ်တိုင်းဆီယာမကနန်းလိုက်ကစားရင်ဆီယာမစကားနားထောင်တဲ့ပရိသတ်တွေအပတ်တိုင်းအမျက်ကြံပါတယ်ရှင်ဆီယာမပြောပြပေးနေလားဆီယာမပရိသတ်တွေအတွက်ပါဆီယာမရဲ့စေတနာကိုတိတက်မြင်းတက်ကြပေးစေရှင်အေးအေးဆေးဆေးထားပြီးကစားစီးနီးကြကြကစားပါရှင်ဆီယာမကအမြဲဆီယာမပရိသတ်တွေအတွက်ရှိနေပေးနေမှာပါရှင်ဆီယာမကနန်းလိုက်ကစားကြတဲ့ဆီယာမပရိသတ်တွေအားလုံးကိုဆီယာမကကံကောင်းပါစေလို့ဆုတောင်းပေးပါရရှင်ထပ်ပြီးပေါက်ပါစေရှင်ပတိလဲပေါက်တယ်လို့ရွေးခွက်လဲထပ်ပြီးပေါက်ပါစေရှင်ပတိဦးနဲ့ရွေးခွက်ကစားပြီးပေါက်ပါစေရှင်ဆီယာမမွေးပရိမိမိကြနဲ့ရှင်ဆီယာမကနန်းကစားရင်ပေါက်ပြီးထခုံရမယ်ရှင်ပေါက်အောင်လို့ဆီယာမစူးစမ်းပေးထားပါတယ်ရှင်ပတိနဲ့ရွေးခွက်ပေါက်ပါစေရှင်ကံကောင်းပါစေရှင်ကံကောင်းပြီးပတိရောရွေးခွက်ရောပေါက်ပါစေရှင်ဆီယာမပရိသတ်တွေအပေါ်အမြဲစေတနာအပြည့်ထားပြီးစူးစမ်းရှာဖွေပြီးတင်ပေးနေတဲ့ဆီယာမပါရှင်ပေါက်ကြပါစေရှင်